Hey guys ကျွန်တော်ကတော့ AirS ပါကျွန်တော် channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲဒီတစ်ခါမှာတော့ Mobile Legends ရဲ့မကြခင်ကျင်းပတော့မယ် event တွေအကြောင်းကိုစာပြောကြရအောင်ပထမဆုံးအနေနဲ့ Surface 2 event အကြောင်းစာပြောပါမယ်ဒီပွဲမျက်နှာဖုံးမှာပဲ Surface skin အသစ်3ခုဖြစ်တဲ့ Clint, Cecilia နဲ့ Venenator တို့ကိုတွေ့ရပါတယ်ဒီစကင်တွေကအရန်ကိုလှပတဲ့ Mythical Ura ပုံစံမျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့အရင် Surface event ကစကင်တစ်ခုဖြစ်တဲ့ Hanami နဲ့ Amon တို့ကိုတော့ပင်မနေရာမှာထည့်သွင်းမပြသထားတာကိုတွေ့ရပါတယ်ဒါကြောင့်လူတော်တော်များများကဒီစကင်ကိုပြန်ပါလာအောင်မလားဆိုတာကိုတန်တရားဖြစ်နိုင်ပါတယ်အဖြေကတော့တေချာပေါက်ပြန်ပါလာမှာပါဘာလို့လဲဆိုတော့မွန်တို့ကဒီစကင်3ခုရဲ့နောက်ခံမှာအထင်ရှားဆုံးအစာပြိုးပုံစံတွေထည့်ပေးထားလို့ပါပဲတလေး Cecilia, Venenator တို့ရဲ့နောက်ွယ်ကိုတေချာကြည့်မယ်ဆိုရင်တော့ Hanami ရဲ့ရန်သူဖြစ်တဲ့ကြောက်စရာကောင်းတဲ့တရဝါကြီးကိုတွေ့နိုင်ပါတယ်ဒါက Surface Hanami skin ပြန်ရောင်းချမယ့်အကြောင်းကိုပြနေတာပါ Heed my command and be my blade. အမိုးရဲ့ရန်သူဖြစ်တဲ့တရဝါကြီးဟာလည်းနောက်ခံမှာရှိနေတာရောသူ့ရဲ့ skin လည်းပြန်ပါလာမှသိကြပါတယ်ဒါကြောင့်ပထမဆုံး Surface event တုန်းက skin တွေကိုလွှဲချော်ခဲ့ရင်ဒီတစ်ခါမှဒုတိယကွင်ရရှိပါပြီနောက်တဲ့အနေနဲ့ကတော့လာမယ့်အောက်တိုဘာလ6ရက်နေ့မှာထွက်ရှိလာမယ့် Grand Collector event ကြောင်းဆက်ပြောရအောင်ဒီတစ်ခါမှာတော့အမွန်ဟာ Collector skin အသစ်ကိုရရှိမှာဖြစ်ပါတယ်ဒီ Collector skin အသစ်နဲ့အတူမွန်တို့ဟာအရင် Collector skin တစ်ခုကိုလည်းပြန်လည်ရောင်းချပေးမှာပါပထမတစ်ခုက Brody ရဲ့ Collector skin ပါဒုတိယတစ်ခုကတော့ Adela ရဲ့ Collector skin ဖြစ်ပါတယ်ဝင်ပါလာအတွက် Collector event မှာတော့ Tiger ဟာသူ့ရဲ့ Collector skin အသစ်ကိုရရှိမှာပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာလည်းအရင် collection ကနေ skin နှစ်ခုပြန်ပါလာမှာပါ Harry ရဲ့ Collector skin နဲ့ Ruby ရဲ့ Collector skin တို့ပဲဖြစ်ပါတယ်Konavia နဲ့ Batana တို့ပါဝင်တဲ့ Stora မြ Aspire skin ဇလန်နမူနာမှာ Mondo ဟာ skin အသစ်တစ်ခုကိုပဲပြသတာမဟုတ်ဘဲနဲ့ပြည်သမားမြောင် Aspire skin ရဲ့အစာပြုံးမှုကိုလည်းဖော်ပြပေးလိုက်ပါပြီဒီဇလန်နမူနာမှာတော့ပေမိုက်ရန်သူအဖြစ်ပါဝင်လာတဲ့ဇက်ကောင်ရဲ့ပုံစံဟာအနက်ရောက်အရေးအဖြစ်ပဲပေါ်လာပေမယ့်သူ့ရဲ့ပုံစံကအတော်လေးကိုရှင်းလင်းပါတယ်ဒီပုံစံဟာအရင်ကပြည်သမားမြောင် Aspire skin အတွက်ဖော်ပြခဲ့မှုတဲ့စစ်တမ်းတွေက obesity ရဲ့ဒီဇိုင်းနဲ့အတော်လေးကိုဆင်နူနေတာကြောင့် obesity ဟာနောက်တဲ့ Aspire skin ရမယ့်သူဖြစ်လာနိုင်ပွဲရှိရလို့သုံးသပ်နေကြပါတယ်နောက်တဲ့စိတ်လှုပ်ရှားတဲ့သတင်းတစ်ခုကတော့ Elite skin တွေအကြောင်းမှာမာသစ်ဟာ Warlock King လို့ခေါ်တဲ့ skin အသစ်ကို Flash event ကနေတစ်ဆင့်ထုတ်ပေးဖို့စီစဉ်ထားပါတယ်။မူရင်းစေ999တိုင်မုံဖြစ်ပေမဲ့90ရာခိုင်နှုန်းကျော်သိနဲ့60တိုင်မုံပဲပေးရမှာပါ။မင်းစစ်သားရဲ့ Elite skin ဟာလည်းစက်တင်ဘာဒါမှမဟုတ်အောက်တိုဘာလလောက်မှာ Flash event ကနေထွက်ရှိလာဖို့ရှိပြီးတော့90ရာခိုင်နှုန်းကျော်သိနဲ့60တိုင်မုံပဲပေးရပါမယ်။ ED ရဲ့ Elite skin ဟာလည်း Flash မှာပါဝင်ဖို့အခွင့်အရေးများပါတယ်။ဒီအချက်တွေကိုကြည့်မယ်ဆိုရင်တော့မွန်တို့ဟာလာတင်နိုင် Flash event ကနေ Elite skin တစ်ခုစီကိုထုတ်ပေးဖို့အတူစီစဉ်ထားတာဖြစ်နိုင်ပါတယ်။တက်ပြီး Athlete သုံးဆွဲသူတွေအတွက်သတင်းကောင်းကတော့ Athlete ရဲ့ Abyss skin အသစ်ကို Batman Cup ပွဲကနေတစ်ဆင့်အခါမဲ့ပေးသွားမှာပါ။တက်ပြီးတော့လည်း Aurora ရဲ့အသစ်ပြန်လည်ပုံပေါ်ထားတဲ့ Supply R ကိုလည်းတွေ့မြင်ရမှာပါ။နောက်တက်ပြီးတော့လည်းတန်ဟီရိုဖြစ်တဲ့ Hira ကိုလည်းပြန်လည်ပြစ်စမဲ့အကြောင်းသတင်းကောင်းပါပဲ။ကစားသမားတို့ရဲ့တိုက်ရိုက်အကြံပေးချက်ကို developer တွေကလက်ခံခဲ့ပြီးတော့ Hira ရဲ့3D ပုံစံကပို့ပြီးတော့ခင်မိလာမှာပါ။ဒါကြောင့်ဟီရာအသုံးပြုသူတွေအတွက်သူတို့ရဲ့ဟီရိုဟာပို့ပြီးတော့ခင်မိတဲ့ပုံစံနဲ့လက်အော်ရောမှာမြင်ရတော့မှာပဲဖြစ်ပါတယ်ဒီသတင်းတွေကတော့ပွဲစဉ်အချက်လက်တွေဖြစ်တာကြောင့်ထုတ်ပြန်မဲ့ရက်အချိန်တရားနဲ့အစီအစဉ်တွေဟာအချိန်မရွေးပြောင်းလဲနိုင်နေဆိုတာကိုတော့သတိပြုရပါမယ်အချက်လက်တွေထည့်ကြည့်လိုက်ရင်လည်းကျွန်တော်ကအမြဲတမ်း upgrade လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ AirS ပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်